အဆင်မပြေတဲ့ခါမှာလည်းအလုံးလုံးဟိုအတွက်အခွင့်ပြုတယ်ဆိုတော့ကျွန်တော်တို့အတွက်လည်းတအားဖြစ်တာပေါ့ဝမ်းစားပြီးတော့မိသားစုအတွက်အဆင်ပြေမယ်ဆိုတဲ့လမ်းကြောင်းလေးကျွန်တော်တို့တွေ့ရတာပေါ့သူတို့အတွက်အဆင်ပြေတယ်လို့သားသမီးတွေလည်းကြောင်းတက်တာအဆင်ပြေတယ်လို့ဒါပေမဲ့သူတို့ကတော့ခွဲပြီးနေရတာတော့တိတ်ပြီးတော့လောက်ရတော့လည်းနည်းနည်းပါအဆင်ပြေသွားတော့လို့ပဲပေါ့ပြောမဆိုရင်ခလေးတွေစားစီချင်တဲ့ဟာလေးပဲချက်ပေးမယ်ပေါ့အဲ့လိုမျိုးความท้าทายก็คือเนื่องจากในพื้นที่พักพิงชั่วคราวได้ถูกตัดงบประมาณจากต่างประเทศนะครับสำหรับองค์กรที่เข้ามาให้ความช่วยเหลือซึ่งอาจจะเป็นสาเหตุที่ทำให้ผู้ลี้ภัยเนี่ยได้รับผลกระทบเห็นความสนใจของผู้ลี้ภัยนะครับสนใจที่จะออกไปทำงานเพื่อที่จะพัฒนาตนเองแล้วก็เพื่อที่จะมีรายได้มาดูแลครอบครัวတွေ့လောက်ပဲမိသားစုတွေခရီးကြောင်းစီနေစီတွေ့ရှိတယ်ဆိုတော့အဲ့ဒီကိစ္စအဆင်ပြေဖို့အတွက်ပဲကျွန်တော်မှရည်ပဲချက်ရှိစီပွားရဘယ်လိုပဲမဒီပကလာဆိုတော့လေဘယ်လိုဖြစ်ဒါဒီလေကိုထပ်ပလို့ရတယ်ခလေးဒီလေကြောက်သွားတာမဟုတ်ဘူးလေးပါလေးရတယ်။ဘာလို့တတိယလဲဆိုတော့သားသမီးလည်းဟိုမှာပဲနေတယ်နေတာလည်းဟိုမှာလည်းကြာပြီဆိုတော့ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ရှိတယ်ဆိုတာကတော့အကန့်ထဲမှာပဲနေဗမာပဲနေရလွတ်လပ်မှုပေါ့အခွင့်အရေးတစ်ခုရှိခဲ့မယ်ဆိုရင်ခလေးရဲ့အနာဂတ်တွေအဆင်ပြေတယ်ကိုယ်တွေလည်းအဆင်ပြေတာပေါ့